ဒီနေ့ကျွန်တော်ဖာချောလို့ခေါ်တဲ့ဒါမြေသားကြောင်းနေညီရှိတဲ့နေရာကိုရောက်နေတာဖြစ်ပါတယ်ဒီနေရာကိုတော့ဒါလူတိုင်းနေပါဒါမြင်မှုကြလိမ့်မယ်လို့ထင်တယ်ပေါ့နော်ဆိုတော့အထက်မှာဘယ်လိုနေထားရှိလဲဆိုတာကျွန်တော်လည်းတူတူသွားကြည့်ကြရအောင်ကျွန်တော်ဒီပုံမှာမြင်နေရတဲ့ view ကတော့ share လှတယ်ဟောခဲကျွန်တော်စပြီးတော့ဆင်းပြီပေါ့နော်ဒီအဆင်းကနည်းနည်းရှည်ရပေါ့နော်အတက်အဆင်းဆိုလို့ရှိရင်တော့အဆင်းပြေတယ်ကျွန်တော်တို့ပြန်တက်လာတဲ့ခါကျလို့ရှိရင်တော့တော်တော်တော့မြင့်နေလူကြီးဒီနေရာတွေကပေါ့နော်လူကြီးအတွက်တော့အဆင်ပြေမှာတော့မဟုတ်ဘူးပေါ့နော်ကဲဒါတော့ကျွန်တော်အောက်ရောက်ပါပြီရေတိုက်စားပြီးတော့ဒီသဘောဝါတိုင်းဖြစ်နေတဲ့ဒါကြောက်သားနေရင်ကြီးကျွန်တော်ဒီထက်မှကျိုးမိနေတော်တော်များရယ်ပေါ့နော်တက်ရမှာဒါအပြန်လန်းဒီဘက်ကအတက်လန်း let's go စောစောရှောက်တော့စောစောရှောက်လာတော့ကတော့မြင်ကြီးပဲစပြီးတော့တက်ပါပြီ fighting ကဲတက်မယ်ကဲရှင်းနေโอ้လာကဲနောက်ဆုံးတော့ကျွန်တော်တို့ရောက်ရှိအဲ့လောက်လည်းတိတ်ပြီးလမ်းမလျှောက်ပါဘူးเนาะကျွန်တော်တို့မောလားအဲ့လောက်လည်းမောပါဘူးเนาะဒါပေမဲ့အလန်းကတော့အဲ့လောက်မချောက်မကြဘူးဖာရှောကလမ်းတော့အဲ့လောက်ကြီးမလျှောက်ကဲရောက်ခနေပြီအခုမြင်နေရတဲ့ဒီခန်းနာလာတဲ့မြေသားနေရန်ကြီးတွေဟာတဘာဝတရားကဖန်တီးပေးထားတဲ့အံပွဲတစ်ခုပါတကယ်တော့ဟိုးရင်ကဒီနေရာဟာပြင်းမြင့်ကြောင်ဟောင်းကြီးဖြစ်ခဲ့ပါတယ်အချိန်တွေကြာလာတော့မြေကြောင်ပြောင်းသွားပြီးအောက်ကမြေလွာတွေကအပေါ်ကိုကြွတက်လာတယ်အဲ့ဒီမြေသားတွေကိုလေးနဲ့မိုးကနှစ်ပေါင်းများစွာအဆက်မပြတ်တိုက်စားလိုက်တဲ့အခါမှာတော့အခုမြင်နေရတဲ့မီတာ30လောက်မြင့်တဲ့အမိုက်စားတဘာဝမြေသားနေရန်ကြီးတွေအဖြစ်ကျန်ရစ်ခဲ့တာလို့သိရပါတယ်ပြန်ပါပြီအပြန်ကျတော့သူကမြေတော့ညီသွားပြီလေဒါပေမဲ့ကျွန်တော်ဆင်းလာတဲ့အစင်းပြန်တက်အောင်ပါဒီလမ်းကြောင်းတိုင်းတတိယလူတွေလည်းမလိုပါဘူးကိုကြီးတင်ထားပြီးဒီမွေးသေးကဲအခုတော့ကျွန်တော်တို့ပြန်ပါပြီပေါ့နော်ဒီဖာချောနေရာကကျွန်တော်တို့ဒီအရင်တော့လမ်းမလျှောက်အောင်ပေါ့နော်လမ်းမလျှောက်အောင်တိုင်းပဲကျွန်တော်တို့ဒီအတက်ကလေးတွေနည်းနည်းတော့ရှိတယ်ဒူးနာတက်တဲ့သူတွေနဲ့ကျွန်တော်တို့ဒီဒူးနာတက်တဲ့သူတွေပေါ့နော်ဒါအသက်ကြီးတဲ့သူတွေအတွက်ဆိုလို့ရှိရင်တော့အဆင်ပြေမှာတော့မဟုတ်ဘူးပေါ့နော်အခုကကျွန်တော်တို့ကဒီညနေမလို့ဒါမူအုပ်နေတယ်နေမပူတော့လမ်းလျှောက်ရတာတက်တာရပေါ့နေ့လည်နေခင်းဆိုလို့ရှိရင်တော့ဒါအဆင်ပြေမှာမဟုတ်ဘူးပေါ့နော်နေတော်တော်ပူတယ်ရှင်းနေဟဲ့ကောင်းနေမော်လေ